တင်ကူးမြင်နေရတဲ့အေယာမကြောင်က AI နဲ့ဖန်တီးထားတာလုံးဝမဟုတ်ပါဘူးတကယ်သက်ရှိတတ်တော်တစ်ကောင်စစ်ပါမိန်ခွန်းကြောင်တွေကကမ္ဘာပေါ်မှာအကြီးဆုံးအိမ်မွေးကြောင်မျိုးစိတ်တွေကတစ်ခုဖြစ်ပြီးတော့ချစ်စရာကောင်းတဲ့အပြင်ညံရည်လည်းမြင်ပါပါတယ်သူတို့ကငယ်ရွယ်တဲ့အချိန်မှာအလင်းမြန်ကြီးထွားရတဲ့သဘာဝရှိပါတယ်ဒါကသူတို့အသက်တစ်လားပြည့်တုန်းကပုံစံပါ3လသားအရွယ်ရောက်တဲ့အခါမိန်ကွန်းတွေကတာမန်ကြောင်နေနဲ့ရှင်ရင်လူပြိုပေါက်အရွယ်စားရှိနေပါပြီ6လသားအရွယ်ရောက်တော့သူတို့ကတာမန်ကြောင်နေထက်တစားခွဲလောက်ပိုကြီးနေပါပြီဒူးဆန်နာက8လသားအရွယ်မိန်ကွန်းတစ်ကောင်ကတစ်နှစ်သားလူသားကလေးတစ်ယောက်ထက်တိတိတသားကြီးကိုပိုကြီးနေတာပါသူတို့က3နှစ်သားကနေ9နှစ်သားအရွယ်အထိဆက်လက်ကြီးထွားနိုင်နေပြီးတော့အရွယ်စားလက်မ40အထိရှိနိုင်ပြီးအလေးချိန်ပေါင်း20လောက်အထိအများဆုံးကြီးထွားနိုင်ပါတယ်အရွယ်စားနဲ့မလိုက်အောင်ပဲသူတို့ကအရန်ကိုဖော်ရွေတတ်ပါသေးတယ်လူတွေနဲ့တဟဇာတာဖြစ်အောင်နေတတ်ပြီးတော့ကလေးတွေနဲ့ဆော့ရတာသဘောကျပါတယ်ညံကောင်းပြီးတော့ခွေးတွေနဲ့တော့မိတ်ဖွဲ့နိုင်ပါသေးတယ်ငှက်တွေစီကထွက်လာတဲ့သားယာနာပြောပွဲအတန်မျိုးမိန်ကွန်းနေစီကလည်းကြားရနိုင်ပါတယ်ဒါကြောင့်အတန်ဆူးဆူးကြောင်တွေကိုသဘောမကျတဲ့အိမ်အောင်မိန်ကွန်းတွေကိုတော့ချင်းမိကြအောင်ပါပါကြောင်ဆိုရင်ရေကြောက်တတ်တယ်ဆိုတဲ့အမြင်ကလည်းမိန်ကွန်းနေအဖို့တော့အရေးမပါပါဘူးသူတို့ကရေကိုအရန်ကြိုက်တဲ့တတ်တော်တွေပါသူတို့ရဲ့မွေးတွေကရေဆိုးခန္ဓာဖြစ်တာကြောင့်ရေထဲဆင်းပြီးငါးဖမ်းတာမျိုးတော့မကြာခဏလုပ်တတ်တဲ့အကျင့်ရှိပါသေးတယ်သူတို့တွေကပွေးဖက်ခံရတာလူတွေနဲ့ကပ်ပြီးနေရတာကိုအတော်လေးသဘောကျကြပါတယ်ဒါကြောင့်လည်းလူအများစုကသူတို့ကိုကြောင်နဲ့ခွေးရဲ့အကောင်းဆုံးအမှုချင်းတွေကိုပေါင်းစပ်ထားတယ်လို့ဆိုကြတာပါတက်တန်း20အထိပုံမှန်အသက်ရှင်နိုင်တာမို့လဲဗျမ်းမြတင်းရဲ့တက်တန်း3ပုံ2ပုံလောက်အထိကိုတင်းနာမှာဖော်မွန်ကောင်းတစ်ယောက်အဖြစ်ရှိနေပေးနိုင်မှာပါကြောင်မျိုးစိတ်တွေနောက်ထပ်ထူးခြားတဲ့ကောင်တွေကမန်ရှ်ကင်ကတ်လေးတွေပါသူတို့တွေက6တူတူလေးတွေကြောင့်ကဘာအသေးဆုံးစီးဝင်ပြီးအတော်လေးကိုချစ်စရာကောင်းပါတယ်မျိုးရိုးဗီဇကြောင့်တာမန်ကြောင်တွေထက်6က2လမ်းမှ3လမ်းမှခန့်ပိုတိုးနေပြီးတော့ဒီအားနည်းချက်ကပဲသူ့ကိုထူးခြားစေတာပါမန်ရှ်ကင်ကြောင်တွေကို1980ပြည့်နှစ်တည်းမှာအမေရိကန်ပြည်ထောင်စုမှာစတင်တွေ့ရှိခဲ့ပြီးတဘာဝဗီဇပြောင်းလဲမှုကြောင့်ခြေတူတဲ့ကြောင်မျိုးစိတ်ဖြစ်လာခဲ့ပါတယ်မန်ရှ်ကင်ဆိုတဲ့အမည်ကို The Wizard of Oz ကခြေတူလူပူလေးတွေရဲ့အမည်ကနေယူထားတာဖြစ်ပါတယ်မန်ရှ်ကင်ကြောင်တွေဟာပျော်ရွှင်တဲ့ဇယိုက်ရှိပြီးလူတွေနဲ့ကစားရတာချစ်ချင်းမြတ်တာခံရတာကိုနှစ်သက်ကြပါတယ်ခြေတူပေမဲ့သူတို့ဟာရမ်းလှုပ်ရှားတတ်ကြပြီးအယုတ်ထည်နဲ့ကစားရတာလိုက်ဖမ်းရတာကိုနှစ်သက်ပါတယ်သူတို့ဟာညံရည်ထက်မြက်ပြီးလေ့ကျင့်သင်ကြားပေးရင်အလွယ်တကူနဲ့လေ့ကျင့်ကောင်းတွေကိုရနိုင်ပါတယ်ပူမာချစ်စရာကောင်းတယ်လို့ထင်ကြတဲ့သူတွေအနေနဲ့တော့မန်ရှ်ကင်ကတ်လေးတစ်ကောင်မွေးထားရင်အိမ်မှာဆဲလဲလေးတက်ထားသလိုစိတ်ကိုနှွေးထွေးစေမှာအသေးချပါပဲ